အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဆိုးပါပြီးပဲမီဒီယာဖြစ်ပါတယ်ဗျာဒီကနေ့ဖေဖော်ဝါရီလ18ရက်နေ့ထူးခြားတဲ့သတင်းချုပ်ကောင်းတော်ပြီးတင်ပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းဒေသကြီးပလဲမြို့နယ်နဲ့ရင်းမပင်မြို့နယ်ကြားအဲ့ကြားမှာရှိတဲ့နဂါးအဖွဲ့နဲ့သူ့ရဲ့မဟာမိတ်အဖွဲ့တွေရဲ့ဂိတ်စကန်တွေကိုအန်ယူဂျီအုပ်စုတွေကအင်ဟာလုံးကြီးနဲ့ဒီကနေ့မနက်9နာရီခွဲလောက်မှာဝင်ရောက်တိုက်ခိုက်ပါတယ်ဒီတိုက်ခိုက်မှုမှာအန်ယူဂျီအုပ်စုတွေကသူတို့ရဲ့လက်အောက်ခံ PDF တပ်ဖွဲ့များနဲ့အတူ PDF အဖွဲ့ဝင်များနဲ့အတူKIA အဖွဲ့တွေပါခေါ်ပြီးတော့ကျွန်တော်တိုက်ခိုက်တာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့နဂါးကလည်းသူတို့ gate scan တွေတိုက်ခိုက်ခံနေရကြောင်းပြီးရင်သူတို့ရဲ့မဟာမိတ် gate scan တွေပါတိုက်ခိုက်ခံနေရကြောင်းသူရဲ့လူမှုကွန်ရက်မှာလည်းရေးပါတယ်။ဒီနဂါးရဲ့ရေးသားမှုမှာဆိုရင်သူတို့ရဲ့ gate scan တွေကိုတိုက်ခိုက်တဲ့အခါမှာဒီ NUG အုပ်စုတွေက KIA အဖွဲ့တွေနဲ့ပူးပေါင်းပြီးတိုက်တယ်။လက်နက်ကြီးတွေနဲ့ပစ်တယ်။ drone တွေနဲ့ပစ်တယ်လို့တော့ဖော်ပြထားတယ်။ကျွန်တော်သိရသလောက်ကတော့ဒီပလဲမြို့နယ်နဲ့ရင်းမပင်မြို့နယ်ကြားမှာရှိတဲ့နဂါးအဖွဲ့နဲ့သူ့ရဲ့မဟာမိတ်အဖွဲ့ဖြစ်တဲ့ကြီးစိတ် gate scan တွေ gate တွေပေါ့ဗျာ gate တွေကတော့ဆုတ်လိုက်ရတယ်လို့တော့သိရတယ်အဲ့တော့သူတို့ကျွမ်းတစ်ကောင်နွားတစ်ကောင်ခတ်တာဆိုတော့ခတ်ပါစေခတ်ကြတယ်အဲ့တော့ခတ်ကြတော့နှစ်ဖက်စလုံးမှာတည်ကြည်မှုတွေရှိတယ်တိုးတော်လည်းပဲဒီနဂါးအဖွဲ့ကတော့တော်တော်လေးအထိနာသွားတယ်လက်နက်တွေပါသွားတာတွေလူတွေအရှင်ဖမ်းခံတာတွေတေဆုံးတာတွေရှိလို့သိရတယ်နဂါးအဖွဲ့ပါသွားတဲ့ gate တွေကတော့ပုတ်ပါ gate နဲ့မယိုးတန်း gate လို့တော့သိရတယ်ဒီ gate တစ်ခုပါသွားတယ်ပေါ့ဗျာအဲ့မှာကျွန်တော်တို့တစ်ခုလေးစိတ်ဝင်စားဖို့ကောင်းတာကဒီ NUG အုပ်စုတွေက NUG ပူပေါင်း KIA အဖွဲ့တွေကနဂါးအဖွဲ့ရဲ့ gate ဖြစ်တဲ့ပုတ်ပါ gate ကိုသူတို့ဝင်တိုက်တယ်။တိုက်တော့ gate ကိုရသွားတယ်။ gate ကိုရသွားပြီးတဲ့နောက်ပိုင်းမှာသူတို့အဲ့မှာပဲအောင်ပွဲခံကြတယ်။အောင်ပွဲခံတဲ့အချိန်မှာကျွန်တော်တို့တပ်မတော်ရဲ့ fighter တစ်စီးကနေပြီးတော့သူတို့အောင်ပွဲခံတဲ့နောက်ကိုလေးနဲ့ပုံကျဲပလိုက်တယ်။တော်တော်လေးတော့ကျွန်တော်တို့တေဆုံးမှုရှိရလို့သိရတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဒီ NUG အုပ်စုတွေကတော့သူတို့ဘယ်လောက်ထိလစ်သွားတယ်လဲဘယ်လောက်ထိဘာဖြစ်သွားလဲဆိုတော့ရေးသားတာမတွေ့သေးဘူး။သူတို့အောင်ပွဲခံတယ်နဂါးအဖွဲ့ရဲ့ gate ဖြစ်တဲ့ပုတ်ပါ gate ကိုသူတို့ပုတ်ပါ gate ကိုရတယ်ရတဲ့အခါမှာအောင်ပွဲခံတယ်အောင်ပွဲခံတယ်မှာတက်ကနေပြီးတော့ကျွန်တော်တို့အဲ့ညမှာလေရင်နဲ့တိုက်လေရင်နဲ့ fighter နဲ့ဘုံကျဲပလိုက်တာတိတိကျကျဘုံကျဲပလိုက်တာတော်တော်လေးအထိနိုင်လို့ဖြစ်သိရတယ်အဲ့မှာတော့ဘာတွေဆက်ဖြစ်လဲဆိုတော့ဟာနဂါးအဖွဲ့နဲ့တက်နေရဘလို့ပတ်သက်နေလဲပေါ့သူတို့ချင်းချင်းမှဖြစ်နေကြတယ်ဘလို့မှမပတ်သက်ဘူးအဲ့တော့ဗျာတက်မတော်ကခင်ဗျလေမုံတစ်လုံးနဲ့ကျဲဖို့ဆိုရင်ဒီအကြမ်းမဲ့အုပ်စုတွေကျွန်တော်ပြန်ကျဲနေတဲ့နေရာဆိုရင်တော့ခင်ဗျကျဲမှာမဟုတ်ဘူးပါရမူတာနဲ့ပဲကျင်းပါဦးဗျာအကြမ်းဖက်အုပ်စုတွေကျွန်တော်တို့အင်အားအလုံးနဲ့စုဖွဲ့ထားတယ်အင်အားအလုံးနဲ့တည်ရှိရဲ့နေရာဆိုတော့တက်ကကျဲမှာပဲဘာကြောင့်ဆိုတော့ဒီလေဘုံတစ်လုံးရဲ့တန်မိုးနဲ့ညီမြတဲ့နေရာတော့ကျဲမှာပဲလေဘုံတစ်လုံးနဲ့မညီမြတဲ့နေရာတော့ခင်ဗျဘာမှမရှိတဲ့နေရာတော့လေဘုံကြီးသွားပြစ်ချမှာမဟုတ်ဘူးဘာကြောင့်ဆိုခင်ဗျလေဘုံတစ်လုံးရဲ့တန်မိုးရှိတယ်ပြီးအဲ့လေပြန်တန်းစိတ်တွေရှိတယ်ပြီးခဲ့တဲ့ရက်ကလည်းကျွန်တော်တို့အဲ့မှာဒီဖုံဝင်တောင်ပေါ့ဖုံဝင်တောင်ဒီမှာအကြမ်းဖက်အုပ်စုတွေရဲ့တို့ကအစည်းအဝေးထိုင်နေအစည်းအဝေးထိုင်ကလည်းအခြားမဟုတ်ဘူးနဂါးရဲ့ gate တွေကိုတိုက်ဖို့တဲ့သူတို့အစည်းအဝေးထိုင်နေတာ။ဟောနဂါးရဲ့ကျွန်တော် gate တွေသူတို့တိုက်မယ်ပေါ့။တိုက်မဲ့တော့သူတို့အစည်းအဝေးတွေလုပ်ကြတယ်။အဲ့မှာရှိတဲ့သူတို့ PDF အဖွဲ့တွေအုပ်စုလိုက်သူတို့စုပေါင်းပြီးတော့အဲ့မှာကျွန်တော်တို့ဖိုးဝင်တောင်ဒီမှာသူတို့ကျွန်တော်အစည်းအဝေးလုပ်ကြတယ်။အစည်းအဝေးလုပ်တဲ့အခါမှာလည်းဒီတက်မတော်ကနေပြီးတော့နာမခိုင်တက်လာတဲ့ပါတော်မိုတာ2စီးရနဲ့ဘုံသီးချပေးလိုက်တယ်။ဘုံသီးချလိုက်တက်ပဲသွားကြတယ်။တက်ကြားတဲ့အခါမှာအဲ့မှာသူတို့ရဲ့ထုတ်ပြန်ချက်မှာပဲဒီ PDF အဖွဲ့ဝင်အားလုံး12ယောက်နေရာမှာပဲပွဲချင်းပြီးတည်ရလို့ဖော်ပြထားတယ်။ပြီးရင်လည်းပဲသူတို့ရဲ့ကျွန်တော်တို့ဒီထက်ဆင့်ပေါက်ကွဲမှုကြောင့်သူတို့ရဲ့ဒီခဲရန်နေပျက်စီးတာတွေရင်းနေပျက်စီးတာတွေတောက်လျှောက်တွေ့ရတယ်တော်တော်လေးတော့ကျွန်တော်စိတ်ဝင်စားဖို့ကောင်းတယ်ပထမချိန်ကကျွန်တော်တို့အဲ့မှာဖုံဝင်တောင်မှာသူအစည်းအဝေးလုပ်တယ်အစည်းအဝေးလုပ်တဲ့အချိန်မှာလည်းတက်မတော်ကပါရာမီတာတက်ပြီးတော့ကျွန်တော်ဘုံကျလိုက်တဲ့ခါမှာအကြမ်းဖက်အုပ်စုတွေ12ယောက်ကတော့12ယောက်နဲ့73ယောက်ပေါ့အဲ့မှာတချို့ကတော့ကျွန်တော်တို့သိရတာနောက်ဆုံးသိရ73ယောက်လို့သိရတယ်အဲ့ဒီကဘုံကျတဲ့ခါမှာသူတို့ပွဲချင်းပြီးသေးတယ်73ယောက်ပွဲချင်းပြီးသေးတယ်ထိခိုက်ဒဏ်ရာရတာလည်းရှိတယ်နောက်တစ်ခါတော့ကျွန်တော်ဒီကနေ့မနက်ပေါ့ဒီကနေ့မနက်အဲ့မှာပလဲနဲ့ရင်းမပင်ကြားကပုတ်ပါဂိတ်မှာသူတို့ကပုံနဂါးရဲ့နဂါးအဖွဲ့ရဲ့ဂိတ်ကိုရတဲ့ခါမှာသူတို့အောင်ပွဲတွေခံကြတော့အဲ့ဒီမှာကျွန်တော်တက်ကနေပြီးတော့ကျွန်တော်ဘုံကျဲရှင်းလင်းလိုက်တယ်ဘုံကျဲရှင်းလင်းလိုက်တဲ့ခါမှာ NUG အုပ်စုတွေတနည်းအားဖြင့်မှန်းချက်နဲ့နှမ်းတော့မကိုက်တဲ့သဘောဖြစ်သွားတယ်တော်တော်လေးတော့သေးပါတယ်သူတို့ကငန်းနာကနဂါးအဖွဲ့ရဲ့စကန်ကိုရယူဒီမြန်မာသူတို့ထိုင်မယ်ပေါ့လက်ရှိဒီ NUG အုပ်စုတွေရဲ့ရည်မှန်းချက်ကတော့ဒီပလဲမြို့နယ်မှာရှိတဲ့ဒီနဂါးအဖွဲ့ကိုသူတို့အပြီးတိုင်ရှင်းထုတ်ဖို့အတွက်သူတို့မှာရည်ရွယ်ချက်ရှိတယ်ရွေချက်ရှိတော့သူတို့ကဒီနဂါးကိုအသေးရအရှင်းရသူလိုချင်နေတယ်အဲ့တော့သူကဒီကနေ့မှဆိုအင်အား1000နဲ့အင်အား1000ပတ်လက်လောက်သူအသုံးပြုပြီးတော့ပိတ်ဆို့ပြီးတော့တိုက်တာပေါ့ဒီနေ့မှကျွန်တော်ဝင်လာတဲ့သူတို့ရဲ့လမ်းကြောင်းကကျွန်တော်တို့ရင်းမပင်တွေကနေဝင်လာတယ်ရင်းမပင်တွေကနေဝင်လာပြီးတော့ဒါနဂါးအဖွဲ့ရှိတဲ့နေရာကိုဖြန့်ခွဲပြီးတော့ကျွန်တော်တို့တိုက်ဖို့လုပ်တယ်အဲ့မှာနေဆက်မှာရှိတဲ့ဒီနေ့မှကျွန်တော်မြို့နယ်အဆက်မှာရှိတဲ့နဂါးရဲ့ gate တွေကနောက်ကိုဆုတ်လိုက်ရတယ်နှစ် gate ကတော့ပါသွားတယ်လူလည်းအဖမ်းခံလိုက်ရတယ်လက်နက်တွေလည်းပါသွားတယ်ကျန်တဲ့ gate တွေကသူတို့ဆုတ်လိုက်ရတယ်ဆုတ်လိုက်ရတဲ့နောက်ပိုင်းမှာသူတို့ဒီပုတ်ပါကိမှာအလူကြီးအဖွဲ့တွေကအောင်ပွဲခံတယ်မှာတက်ကလေးနဲ့ဘုံကျလိုက်တယ်အဲ့မှာတော်တော်လေးသေသွားတယ်
တော်တော်လေးတည်သွားတယ်အဲ့တော့ NUG အုပ်စုတွေကတော့ဒီပလဲနဲ့မှာငကားကိုမရှိစေချင်တော့ဘူးမရှိစေချင်တဲ့အတွက်ငကားကိုသူအသေးရအချင်းရရှင်းပါပဲရှင်းဖို့အတွက်လည်းသူတို့ဒါကျွန်တော်တို့အင်အားအလုံးကြီးနဲ့သူတို့ထိုးစစ်ဆင်တာပဲသို့တော်လည်းပဲကျွန်တော်တို့ငကားဘွဲရပဲကန်ကောင်းတယ်လားမပြောတတ်ဘူးအကြဒီ NUG အုပ်စုတွေစုဖွဲ့တိုင်းနေကိုတက်ကဘုံကျဲလိုက်တယ်တော်တော်လေးတည်ရလို့သိရပါတယ်ကျွန်တော်ဒီအချိန်နဲ့ပတ်သက်ပြီးဘာတွေဆက်ဖြစ်မလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ကလည်းအဲ့ဒီမှာကျွန်တော်ဖေဖော်ဝါရီလ12ရက်နေ့ကလည်းဒီပလဲမြို့နယ်မှာဒီငကားဘွဲနဲ့ဒီ PDF NUG အောက်က PDF ဘွဲတို့တိုက်ပွဲတွေဖြစ်တယ်တိုက်ပွဲတွေဖြစ်တဲ့အခါမှာဒီ PDF ဘွဲရဲ့ကတုံးဆိုတဲ့သူနေရာမှာပဲပွဲချင်းပြီးလစ်သွားတယ်ငကားရဲ့လက်ချက်နဲ့လစ်သွားတဲ့နောက်ပိုင်းမှာအဲ့မှာကျွန်တော်တို့နှစ်ဖက်ပြိပကတွေဖြစ်ပြီးတော့ဒီကနေ့ဒီလိုအခြေအနေတွေဖြစ်လာတာအဲ့တော့ခင်ဗျပြည်သူတွေလည်းဗျာခင်ဗျအဲ့ပြည်သူတွေလည်းခင်ဗျဘယ်ပြေးလို့ပြေးရမှာမသိဘူးမှာတော်တော်လေးဖြစ်နေကြပြီတော်တော်လေးတော့ဖြစ်နေကြပြီအဲ့တော့ဒီငကားရဲ့အခြေအနေဘယ်လိုဆက်သွားမလဲပေါ့ဘယ်လိုဆက်သွားမလဲအသေးချာကငကားအနေနဲ့သူ့အနေနဲ့ကျွန်တော်တို့ထွက်ပေါက်ကတိတ်မရှိဘူးအလူကြီးအုပ်စုတွေကလည်းသူ့အချိန်ပြီးပိတ်ဆို့ပြီးတိုက်ခိုက်မယ်လှုပ်ကြံပြီးတိုက်မယ်ငကားပွဲရဲ့နောက်ဆုံးအခြေအနေကငကားဘွယ်ဘက်ကိုရက်မလဲပေါ့ဥပမာကျွန်တော်တက်မတော်ထမ်းမယ်လက်နဲ့ချပြီးအလင်းဝင်ပါလားတက်မတော်ထမ်းဘတ်ပြောင်းပါလားဒါမှမဟုတ်သူဘာဆက်သွားမှာလဲပေါ့ဒါလည်းတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်လက်ရှိတော့ကျွန်တော်ငကားနဲ့ဆက်ပြီးတော့ကျွန်တော်တို့ကဒီအကြမ်းဖက်အုပ်စုတွေရဲ့နေရာနှစ်ခုကိုတော့အင်အားအလုံးအင်းနဲ့ကျွန်တော်တို့ရှင်းလင်းနိုင်ခဲ့တယ်